printer တွေက A printer AB-A11 UV ပေါ့သူက USB Bluetooth ပါဝင်ပြီးတော့ Android phone tablet Windows computer နဲ့ချိတ်ဆက်ပြီးအရောင်းပေါက်ချလေးထုတ်လို့ရတယ်ကျွန်တော်ဒီဗီဒီယိုလေးမှာတော့ Android phone နဲ့ချိတ်ဆက်ပြီးအရောင်းပေါက်ချထုတ်ပုံလေးကိုရှင်းပြပေးပါမယ်အရင်ဆုံး printer လေး power ကြိုးတက်တာပြီးတဲ့အချိန်မှာဒီတက်ခလုတ်လေးကိုနှိပ်ပြီးတော့အဖုံးလေးဖွင့်လိုက်မယ်ပြီးတော့ဒီပါစောက်ပုံလေးပေါ့ဖက်ကူလေးပါစောက်ပုံလေးကိုဒီလိုထည့်လိုက်မယ်ပြီးတော့ဒါလေးကိုစရည်နေဆိုပြီးတော့ပြလိုက်မယ်ပြီးတော့ power လေးဖွင့်လိုက်မယ် printer နေပဲမီးလေးပွင့်သွားပြီဒီထဲမှာ Android phone မှာ Bluetooth လေးဖွင့်လိုက်မယ်ပေါ့နော်Bluetooth လေးဖွင့်ပြီးတော့ဒီမှာ A printer AB-A11 UV ရောဒါလေးပေါ်လာတယ် printer ပုံပေါ်မှာပေးလိုက်မယ်ပေါ့နော်okay ပြီးတော့ password က3ည4လုံး okay ပြီးရင်ကျွန်တော် driver ဆိုတဲ့ BIOS ကိုတွားကြမယ်ပြီးတော့ menu တွေက setting တွေက printer ချိတ်ဆက်အပေါင်းညာဘက်ကအောက်ထောက်အပေါင်းလေးနဲ့ဒါလေးကြာလာမယ်ပေါ့နော် printer နေနေရာမှာကြိုက်တာလေးပေးလိုက်မယ်ဒီက A printer ပေါ့ Other model Bluetooth ပြီးတော့ search မှာ AB-A11 UV paper size မှာ80 print receipt ပဲဖွင့်လိုက်မယ် print test ဒါလေးကိုရပြီပေါ့နော်ဒါလေးဆို Android phone နဲ့ချိတ်ဆက်ပြီးအရောင်းပေါက်ချာကြီးထုတ်လို့ရပါပြီကျေးဇူးတင်ပါတယ်